အမေရိကန်ကအီရန်နဲ့သာစစ်တိုက်မယ်ဆိုရင်ကုန်ကြစိတ်ဘယ်လောက်ရှိမလဲဆိုတာသိပါသလားစစ်ပွဲရဲ့အစောပိုင်းကာလမှာတင်ကုန်ကြစိတ်ကဒေါ်လာ1.4ဘီလီယံထက်ကျော်သွားနိုင်ပါတယ်စစ်မစားခင်မှာတင်လေယာဉ်တင်သင်္ဘောတွေတိုက်လေယာဉ်တွေနဲ့စစ်လက်နက်ပစ္စည်းတွေကိုအဲ့ဒီဒေသစီရွှေ့ပြောင်းဖို့အတွက်တင်ဒေါ်လာ650တန်းလောက်ကုန်မှာပါတိုက်ခိုက်မှုစပြီဆိုရင်တော့ပတ်စံတွေကမီးလောင်တိုက်သွင်းသလိုအကုန်မြန်သွားပါပြီပထမဆုံး24နာရီအတွင်းမှာတင်အမေရိကန်ကနောက်ထပ်ဒေါ်လာ1ဘီလီယံလောက်ထပ်ကုန်သွားနိုင်ပါတယ်ဒီစစ်စင်ရေးမှာအဆင့်မြင့်တိုက်လေယာဉ်တွေဘုံကျဲလေယာဉ်တွေ drone တွေအပြင် USS Gerald R. Ford နဲ့ USS Abraham Lincoln လိုလေယာဉ်တင်သင်္ဘောကြီးတွေလည်းပါဝင်လာမှာပါဒါအပြင် HIMARS ရော့ကက်စနစ် Tomahawk Cruise ဒုံးကျည်တွေနဲ့အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလည်းသုံးရပါလိမ့်မယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကအီရန်ရဲ့စစ်ဗျူဟာကအများကြီးပိုပြီးဈေးတက်တာနေတာပါပဲအီရန်ကဈေးကြီးတဲ့လက်နက်တွေအစားရှာဟက်သစ္စာ36ခိတက်ကာမီကာဇီ drone တွေနဲ့ဖာတဲသစ္စာ40 ballistic ဒုံးကျည်တွေကိုပဲအားကိုးပါတယ်သူတို့ဘက်ကတိုက်ခိုက်မှုတွေအတွက်ဒေါ်လာ300ကနေ4လတန်းလောက်ပဲကုန်နေတာမို့ဒီပဋိပက္ခမှာအမေရိကန်ကအီရန်ထက်4ဆကနေ9ဆလောက်အထိပိုပြီးအကုန်အကျများနေတာပဲဖြစ်ပါတယ်